မင်္ဂလာပါရှင် Video for YouTube Channel ကိုအမြဲအားပေးနေကြတဲ့ပရိသတ်ပေါင်းနဲ့စနေသားသမီးများအားလုံးဗီဒီယိုတွေကြွေးကွာပြီးတော့စိတ်သက်ခိုင်မာစွာနဲ့အောင်မြင်မှုပန်းနိုင်တွေကိုတိုးတက်လှမ်းနိုင်ကြပါစေလို့ဆီယာမရှက်တီကာကဥစွာပထမမြတ်တာပို့သလိုက်ရပါတယ်2026ခုနှစ်မက်လဟာစနေသားသမီးတွေအတွက်တီးခံမှုရဲ့ရလက်ကောင်းတွေကိုစုကူးရမယ်အပြင်ဘဝရဲ့အလှည့်ပြောင်းကြီးတစ်ခုကြုံရမယ်လားလည်းဖြစ်ပါတယ်ဆီယာမကဒီလအတွက်မြမရိုးရာကံကြမ္မာနဝင်းကိုချက်နဲ့အနောက်တိုင်းနက်ခက်ဗီဒီပညာရဲ့တီကိုပေါင်းဆက်ပြီးတော့အချက်ကိုချက်နဲ့အသေးစိတ်ဟောပြောပေးမှာဖြစ်လို့အဆုံးထိနားဆင်ပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ပထမဆုံးနဝင်ကတော့စနေဘွားတွေရဲ့ကံကြမ္မာတွေကိုဟောပြောပေးပါမယ်စနေသားသမီးတွေကသဘာဝအရာစိတ်သက်ခိုင်မာတယ်အလုပ်ကြိုးစားတယ်လျှို့ဝှက်ချက်တွေကိုလည်းထိမ့်သိမ်းထားနိုင်ကြတယ်အနောက်တိုင်း astrology ရဆိုရင်တော့ဒီလမှာသင်တို့ရဲ့အုပ်စုရှင်စီတန်စနေကျူဟာမင်ရာသီထဲမှာရှိနေတာကြောင့်မလို့တင်ဟာစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုတွေရရှိလာမယ်ဝိညာဉ်ရေးရာပိုင်းတွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားလာမယ်အချိန်ခါလည်းဖြစ်နေပါတယ်မြမရိုးရာနဝင်းကိုချက်အရာပြင်ကြည့်မယ်ဆိုရင်လည်းတင်တို့ဟာတိတ်ထိကြီးမြောက်ခြင်းနဝင်းထဲမှာရှိနေတာကြောင့်မလို့ကြံ့ကြာနေတဲ့အလုပ်တွေအကုန်လုံးအောင်မြင်သွားမယ်လားဖြစ်ပါတယ်ဒါပေမဲ့လို့သတိထားရမှာတော့စနေသားသမီးတွေရဲ့စိုးရိမ်လွန်ခဲ့ခြင်းနဲ့အထီးကျန်ဆန်ခြင်းနဲ့စိတ်ကြောင့်အခွင့်အရေးကောင်းတွေကိုမမြင်မဲနဲ့ကြော်သွားတာမျိုးမဖြစ်အောင်သတိနဲ့နေထိုင်မှုကြံ့ကြည့်ကြပါတယ်နဝင်းနှစ်ကတော့အလုတ်အကင်စီးပွားရေးနဲ့ငွေကြေးကံလေးတွေကြောင့်ဟောပြောပေးပါမယ်အလုတ်အကင်ပိုင်းမှာတော့ဒီလဟာပြင်ပန်းတဲ့လောက်အကျိုးရှိမဲ့လာဖြစ်ပေပါတယ်ဝန်ထမ်းတွေကတော့အလုံးမှာတာဝန်အသစ်တွေပိုများလာတတ်ပါတယ်ဒါပေမဲ့တင်းရဲ့စီးစက်တေချာမှုကြောင့်အားလုံးကအတိမတ်ပြုလာပါလိမ့်မယ်အလုံးခေါင်းတွေကနေပြီးတော့လေကန်းလန်းချက်ကလေးတွေပြန်ရတတ်ပါတယ်စီးပွားရေးပြောမယ်ဆိုလို့ရှိရင်တော့အိမ်ချမ်းရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေရှီဟောင်းပစ္စည်းရောင်းဝယ်ရေးလုပ်နေတဲ့သူတွေစက်မှုနဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်တွေပေါ့အဲ့လိုလုပ်ငန်းတွေကိုအထူးအကျိုးပေးပြီးတော့ထွန်းကားမဲ့လာဖြစ်ပါတယ်နေဝေးကနေပြီးတော့လေအော်ဒါအသစ်တွေရရှိတတ်ပါတယ်ငွေကြေးပိုင်းဆိုင်ရာကိုဆိုရင်တော့ငွေဝင်ဖို့ခက်ခဲနေတဲ့လမ်းကြောင်းတွေပြန်ပွင့်လာပါမယ်ဒါပေမဲ့မတ်လ15ရက်နောက်ပိုင်းမှာတော့အိမ်ပြင်တာဒါမှမဟုတ်ရင်မိသားစုကိစ္စအတွက်ပေါ့ငွေအမြောက်များထွက်ရတတ်ပါတယ်ဒါဟာလည်းအညံ့နေထွက်သွားတာဖြစ်လို့မလို့ဝမ်းနေစရာမလိုပါဘူးဆိုရင်စရာမရှိပါဘူးအချစ်ဟွာပေါ့နှဝင်းသုံးကတော့အခြေရေးတွေအိမ်အောင်ရေးတွေမိသားစုရေးရအကြောင်းလေးတွေကိုဆရာမဟောပြောပေးပါမယ်အခြေရေးပိုင်းမှာတော့ဒီလကနှစ်ဆိုင်နဲ့နားလည်မှုတွေရရှိပါမယ်လူပြိုအပြိုတွေကတော့အချိန်အကြာကြီးခင်မင်လာခဲ့တဲ့သူစီကနေပြီးတော့အခြေရေးကန့်လန့်မှုလေးတွေရရှိတတ်ပါတယ်နောက်တစ်ခုကစိတ်လှုပ်ရှားစေရတဲ့ပဲတည်ငြိမ်တဲ့အခြေရေးကိုရွေးချယ်ရမယ့်ကာလလည်းဖြစ်ပါတယ်အိမ်အောင်တဲ့ချစ်သူအိမ်အောင်တဲ့ဇုံတွဲလေးတွေကတော့တယောက်နဲ့တယောက်အပီးအယူမျက်မျက်တတရှိနေမယ်လားဖြစ်ပါတယ်အိမ်အောင်ပဲရဲ့ကျမ်းမာရေးပေါ့ဒါမှမဟုတ်အလုပ်ကိစ္စအတွက်ပေါ့ဘေးကနေပြီးတော့လည်းဝိုင်းဝန်းကူညီပေးရတတ်ပါတယ်မိသားစုရေးရလေးတွေမှာတော့မိသားစုအတွင်းထဲမှာအဖိုးတန်ပစ္စည်းတစ်ခုခုဝင်လာတတ်ပါတယ်လူကြီးမိဘတွေနဲ့ပတ်သက်ပြီးတော့လည်းဂုဏ်ယူရမယ့်ကိစ္စမျိုးလေးတွေပေါ့ကြုံရတတ်ပါတယ်အဲ့တော့ကနဝင်းလေးပေါ့ကျမကြီးနဲ့တတိပြုတဲ့အချက်လေးတွေကိုဟောပြောပေးပါမယ်မက်ရှလာရဲ့အပူချိန်ကြောင့်စနေသားသမီးတွေအနေနဲ့အယိုးအကျော်နောက်သွားပိုင်းဆိုင်ရာလေးတွေတတိထားရပါမယ်ညောင်းညာကြိုက်ခဲတာမျိုးတွေလည်းခံစားရတတ်ပါတယ်အနောက်တိုင်း astrology ရဟာဆိုရင်မြေတက်အားကောင်းနေတာကြောင့်မလို့မြေပြင်ပေါ်မှာလမ်းလျှောက်ပေးတာပေါ့တဘာဝနဲ့ပို့ပြီးတော့နီးစပ်အောင်နေထိုင်ပေးတာမျိုးတွေကတင်းရဲ့ကျမ်းမာရေးကိုထောက်ကူပြုပေးပါလိမ့်မယ်နောက်တစ်ခုကတော့နဝင်းငါးပေါ့အိမ်မက်နမိတ်နဲ့ထူးခြားသောကြုံတွေ့ရမယ့်အချက်ကလေးတွေကိုဖော်ပြပေးပါမယ်ဒီလထဲမှာတောင်တွေတက်ရတာတောက်ခဲတွေဒါမှမဟုတ်ရင်မြေကြီးတွေတူးနေရတာပေါ့အဲ့လိုနဲ့ပတ်သက်တဲ့အိမ်မက်တွေမတက်ပါတယ်ဒါဟာအဲ့လိုမျိုးအိမ်မက်တွေနဲ့ပြီဆိုလို့ရှိရင်ပေါ့ဒါတင်းရဲ့အခက်အခဲတွေကိုပြီးဆုံးတော့မယ်ဆိုတဲ့အတိတ်နိမိတ်ဖြစ်ပါတယ်ထူးခြားချက်အနေနဲ့ကတော့မမျိုးလင်းမင်းနဲ့နေဝေးရနေပြီးတော့ငွေတွေဝင်လာတတ်တယ်လို့တင်းအကြာကြီးရှာဖွေနေတဲ့ပစ္စည်းဒါမှမဟုတ်ရင်အဆက်အသွယ်တစ်ခုခုပေါ့ပြန်ပြီးတော့ရတတ်ပါတယ်တွေ့ရတတ်ပါတယ်နောက်တစ်ခုကနဝင်း6ပေါ့တန်ကောင်းတဲ့နေ့ရက်နဲ့အချိန်ပေါ့ကင်ကနန်လေးတွေအကြောင်းကိုလည်းဆရာမဟောပြောပေးပါမယ်ဒီ match လာထဲမှာစနေသားသမီးတွေကအကျိုးပေးတဲ့နေ့ရက်တွေကတော့စနေနေ့နဲ့ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်အကျိုးပေးတဲ့အချိန်ကတော့နေ့လယ်12နာရီရနေပြီးတော့ညနေ3နာရီခွဲအတွင်းဖြစ်ပါတယ်ကိုလုပ်မဲ့အရေးကြီးမဲ့ကိစ္စလေးတွေအရေးကြီးလုပ်ငန်းဆောင်တာလေးတွေလုပ်မယ်ဆိုရင်အဲဒီနေ့ရဲ့အချိန်လေးတွေကိုရွေးချယ်ပြီးတော့အသုံးပြုပေးပါအကျိုးပေးအောင်မြင်မှုရရှိပါလိမ့်မယ်
ကင်ကောင်းကြီးရဲ့အရောင်လေးတွေကလည်းအနဲ့ရောင်ခရမ်းရင်ရောင်အပြာရင်ရောင်လေးတွေဖြစ်ပါတယ်ဒီမတ်လထဲမှာအဲ့ဒီအရောင်လေးတွေများများဝတ်ဆင်ပြီးတော့အသုံးပြုပေးပါကင်ကောင်းစီတဲ့ကဏ္ဍလေးတွေကတော့4ခွန်3ညခွန်လေးတို့4ခွန်တို့80တို့ခွန်တို့ပေါ့အဲ့ဒီကဏ္ဍတွေလေးတွေကိုလည်းအကျိုးပြုပေးပါအထူးပြုပေးပါလိမ့်မယ်အသုံးပြုပေးပါစိတ်ဆွဲအားနဲ့ကိုယ်ကြီးကိုယ်သေးမြင့်တယ်မှုအတွက်ဆိုလို့ရှိရင်တော့ဒီလထဲမှာစနေသားသမီးတွေကလွတ်ချခြင်းကိုလေ့ကျင့်ရပါမယ်ကိုမနိုင်တဲ့အရာပေါ့ကိုမလုပ်ချင်တဲ့အရာပေါ့ကိုတွေ့ပေမန်းစီတဲ့အရာတွေကိုလွတ်ချခြင်းပေါ့အဲ့လိုမျိုးကိုယ်စိတ်ကိုလေ့ကျင့်ပေးရပါမယ်အတိတ်ကနာကျင်မှုတွေကိုလည်းစုပ်ကင်ထားတာကတင်ရှိစေရမယ်ခရီးကိုနောင်နေစေတတ်ပါတယ်ဒါကြောင့်တင်းရဲ့ခိုင်မာတဲ့စိတ်သက်ကိုယုံကြည်လိုက်ပါစိတ်အေးထားနိုင်လေးလေးတင်းရဲ့ဆုံးဖြတ်ချက်တွေဟာပို့ပြီးတော့ကိုမှန်ကန်လာလေးလေးဖြစ်ပါလိမ့်မယ်နောက်တစ်ခုကတော့နဝင်းရှိကတော့မတ်လအတွင်းမှာဆောင်းရံအထူးကြံပြုချက်လေးတွေကိုဆရာမဟောပြောပေးပါမယ်ဆောင်းရံအနေနဲ့ကတော့ဒီမတ်လထဲမှာတည်ခံလိုက်ပါစိတ်အေးထားပါအပြာရင်ရအောင်အစုံတွေကအတင်းကိုယုံကြည်မှုတိုးတက်စေပါလိမ့်မယ်လမ်းခင်းရမှာလည်းအလူငွေထည့်ဝင်တာမျိုးတွေဒါနာအလူငွေထည့်ဝင်တာမျိုးတွေနဲ့ဒါနာပြုပေးပါလမ်းခင်းတဲ့နေရာတွေမှာအလူငွေထည့်ဝင်တာမျိုးဒါမှမဟုတ်လမ်းခင်းလောက်သားလေးတွေကိုမုံကျွေးတာမျိုးပေါ့ဒါနာတစ်ခုခုချွေလိုက်တာမျိုးပေါ့အဲ့ဒါမျိုးတွေဒါနာပြုပေးလိုက်ပါရှောင်းရံအနေနဲ့ကတော့သူတစ်ပန်းအပေါ်ဝေဖန်အပြစ်တင်ခြင်းကိုအထူးကိုရှောင်ကျဉ်လိုက်ပါဒါသာပရိနွေးတွေမှာအရေးကြီးတဲ့ငွေပေးငွေယူကိစ္စလေးတွေလှုပ်ဆောင်ခြင်းကိုလည်းရှောင်ကျဉ်ပေးပါနဝင်းကိုကတော့ကံဝတ်စီနဲ့အထူးရည်တရားပေါ့မတ်လအတွင်းမှာအခက်အခဲတွေကြော်လာပြီးတော့လက်လာပါလေးတွေပေါ်များဖို့အတွက်ဆိုရင်စနေနေ့နဲ့တိုင်းမှာမိမိအိမ်ဖျားစင်မှာဒါမှမဟုတ်ကိုယ်နဲ့နီးစပ်ရပတ်ဝန်းကျင်မှာရှိတဲ့ဖျားတဆူဆူမှာပေါ့ထီး9လက်ဒါမှမဟုတ်ရက်9လက်ကတ်လူလိုက်ပါကတ်လူပူဇော်လိုက်ပါဖျားဆွမ်းအဖြစ်ကတော့ရိုးစုံဒါမှမဟုတ်အမဲရောင်ရှိတဲ့မော့ကတ်လူပူဇော်ပေးပါဆူတောင်းရမှာတော့ကျွန်တော်ဤဘဝတွင်ခက်ခဲမှန်သမျှအောင်မြင်မှုအဖြစ်ပြောင်းလဲပါစေဇွဲတတိဝရိယတို့ဖြင့်လူရပန်းနိုင်ကိုရောက်ရှိပါစေလို့ဆူတောင်းပေးပါဒါနပြုရတော့တကြီးရွယ်ဦးတို့ကိုဖက်လှူဒန်းပေးပါဒါဟာတင်းရဲ့ကံစားတာကိုအဲ့လိုမျိုးဖက်လှူဒန်းပေးမယ်ဆိုလို့ရှိရင်တင်းရဲ့ကံစားတာကိုပုံမိုးပြီးတော့ခိုင်မာစေပါလိမ့်မယ်နောက်ဒီကုန်းချုပ်ကတော့ချစ်ခင်ရမှာတော့စရိသားသမီးပေါ့လို့ရှင်ကြောက်ခဲတွေကိုတွေးမှကြောက်နေရင်လာဖြစ်လာတယ်လို့ပဲသင်ဟာလည်းဒီလာထဲမှာကြုံတွေ့ရမယ်စိတ်ခေါ်မှုတွေကြောင့်ပို့ပြီးတော့တောက်ပတူဖြစ်လာပါလိမ့်မယ်တင်းရဲ့အသည့်ခံမှုကိုလည်းယုံကြည်ပါမတ်လဟာတင်းအတွက်အောင်မြင်မှုတွေအသည့်အပွင့်တွေကိုခုဆွတ်ရမယ်လားဖြစ်ပါတယ်ဇွဲရှိနဲ့ပဲရှေ့ဆက်ပါအောင်မြင်မှုကတင်းရဲ့ခိုင်မာတဲ့စိတ်ဓာတ်နောက်မှာစောင့်လို့ကြိုနေပါတယ်လိုရင်စံထားတွေပြေဝပါစေလို့ဆီယမရှက်ထီကာကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်ဆီယမရဲ့ဟောစတန်တွေကိုလည်းအဆုံးထိနာဆင်ပေးလို့ကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာတို့ရတည်ကြပါစေရှင်ご覧いただきありがとうございます。Thank you for watching.